ကိုအမှန်တည်းအကုန်လုံးကအရောက်အသေးကိုထိ ကိုကဘူးအသေး6တောင်ပြောလား ဟုတ်တယ်အသေးချောက် မသိဘူးကိုကြီး6ပါတယ်လို့ ကိုရတော့မချောက်ဘူးလေအရက်တော့ကိုတော့စွမ်းတယ် ဟုတ်ဘူးလေဟုတ်တယ်ကိုရပြော အရက်တော့မချောက်တော့စွမ်းလာတယ် ဟုတ်လား ရဲရဲလာ ကိုကဘူးမပွင့်လားကိုရစပြူကျော်စိတ်ဝင်လာကိုရတယ်ကိုရဆက်ကျော်စိတ်ဝင်လာကိုရ မူးပါတကယ်မူးပါကြပြီ ဟုတ်ကျော်ဟောပြောအပွင့်လို့ပြောပါကိုရ ဘူးလေစွမ်းလာတော့မချောက်တော့ ဟုတ်လား ဘူးချောက်လည်းမဟုတ်ဘူးချောက်လည်းမဟုတ် ဘူး6တော့ပါပြော မမူးရင်တော့ပွင့်တယ်ဗော မမူးလည်းမပွင့် မူးနဲ့မပွင့်ဘူးဆိုတာဟုတ်ကဲ့ပွင့်တယ်ဆိုတာ တစ်ချိန်ချင်းတော့ပွင့်လိုက်တစ်ချိန်ချင်းတော့ပွင့်လိုက်တခါ ဘူး တော့ ပွင့်လည်းမဟုတ် ဘယ်လိုလဲ ခုပွင့်လည်းမဟုတ်ဘူးနော် ဘူးပွင့်လည်းမဟုတ်ဘူးပွင့်လည်းမဟုတ် လူတော့မူသူကောင်းတော့မူလာကွာရက်ကအဲ့လောက်မမူကိုပြောတာမူလာကျွန်တော် အရက်ကသက်သာရှိဆုံးပဲတစ်ခွက်တော့တစ်ခွက်ပုံမူတယ်နှစ်ခွက်တော့ရင်နှစ်ခွက်ပုံမူတယ်သုံးခွက်တော့ရင်သုံးခွက်ပုံမူတယ်တစ်လုံးတော့ပြီးသုံးလုံးပုံမူတယ် ကျော်တော့မမူအာနာမမူအာနာအာပါလို့ အစားတယ်နေ မီးစားပြရ အရက်တောက်ပြီးဆိုလို့အနီးကောင်းစားဖို့စားပြီး တကြီးမရှိတော့ရွာဆိုတယ်အမီးမရှိတော့ အမင်းရှိတော့အေးလာမူ အပူ ဟောတော့အဲ့ကွာကြောင့်ရဲတော့မူ အေးပဲလားအရက်တော့မလားမင်းလည်းယူလာပြီးအရက်ပဲတော့ ကျော်နဲ့ပြန်လာတက်မယ်အဲ့တော့ကျော်နဲ့တက်လာတော့ဒီလိုကြီး ဘယ်မှာရောက်ချစ်လို့ဘယ်မှာရောက်ကိုချစ်တော့ကိုပြန်ချစ်တယ်မချစ်ဘူးဆိုတာမသိကြဘူးဒါမဲ့အရက်တစ်လုံးပဲတော့အဲ့တစ်လုံးရဲ့တရားတန်ကြီးကိုသူကမူး ကျော်အိပ်ပြောပါဟာဒီမူးအိပ်ပြောပါ တသိန်းဘူးပဲတော့တသိန်းဘူးမူးတယ်မသိန်းဘူးမူးတယ် ဘလို့တသိန်းဘူးတောင်းတသိန်းဘူးရ တသိန်းဘူးတော့တသိန်းဘူးပဲမူးတယ် တသိန်းဘူးတောင်း နှစ်သိန်းဘူးပဲမူးတယ်အခုတသောင်းဘူးပဲတော့တသောင်းဘူးပဲမူးတယ် ကျော်အိပ်ပြောကျော်အိပ်ပြောမူးအိပ်ပြောပါ ကျွန်တော်ကတော့အမူးနဲ့ကျတော့ရှင်မလို့ပြောနေတယ်ကျွန်တော်ကအရင်သစ္စာရှိမှုကောကောပြီး ကျော်ရဲတက်စားကြီးဒါကျော် အဲ့တော့6လာသွားရင်ကျွန်တော်ဘီယာမတော့တော့ဘီယာတော့ရင်တောက်ပြီးသေးပေါက်တယ်သေးပေါက်ပြီးတော့အဲ့တော့ဘီယာပဲပေါက်တယ် ကျော်6တော့မ6ချင်ဘူးရက်တော့အဲ့တော့ရက်တော့6တယ်လို့ ဘီယာတော့6တာအသေးပဲ6တယ် အဲ့လေအဲ့လိုလူသွားမှာကြောက်ဘူး အခုတော့နုလား မူးချောင်းနဲ့ဇိုးချောင်းနဲ့ရှိတယ် ဘူးချောင်းနဲ့ဇူးချောင်းစားကြီးလို့ဘလို့ဘူးချောင်းနဲ့ဇူးချောင်းစားဘလို့ ရှင်းပါဘူးချောက်တော့စကြောက်ရှင်းပါ မူးချောင်းဆိုတာကအရက်တော့ပြီးတော့အသေးချောင်းတယ်ဇိုးချောင်းဆိုတာကဘလောက်နေဘူးဘူးရေဖြန်းပြီးတော့6တာ original 6 နေဘလောက်ကိုအူဆက်မှာပါဘူး သူတို့ဇိုးချောင်း လူရှိရ ရှိတာပေါ့ကျွန်တော်အဲ့တော့မူး6ပဲပြင်မှာဇိုး6တော့မပြင် ကျွန်တော်ကောင်းတယ်ဘူးလားမသိတော့ဘူးဘူးချောက်ရှိရ ဒါတရက်ကသူဘက်ကဒီဘက်ကအိတ်တော်နေနော်ဟိုလူကဟိုဟာဘလူးတူးလေဒီဘူးချောက်တွေပါမတ်ချောက် ကျော်အဲ့နားလို့ဘူးချောက်မချောက်ဆိုတာအဲ့ချူချဘူးလေဘူးချောက်မချောက်ဆိုတာချဘူးလေဘာထိပဲလည်းမသိဘူးဘူးချောက်ကိုခုလာမူးလို့ချောက်တယ်မချောက်ဆိုတာ မူး6တော့ကျွန်တော်ပြီးတယ်ဒါပေမဲ့မတ်6တော့မသိမတ်6က မလာမချောက်တယ်ပဲ မဟုတ်ဘူးမတ်6ကတော့ဝါသနာကြီးခံပြီးတော့6တာ ဘူးချောက်မတ်ချောက်ဆိုတာဘူးချောက်မတ်ချောက်ဆိုတာဟိုတဝက်လောက်ချောက်တဝက်ကဆူတဝက်ကကြားနေ ဘာလို့လဲ ဘူးချောက်မတ်ချောက် ဆိုတာကမွေးလို့ကအရင်ခံ ဘာ ပါ လို့ လေ ဘာလို့ဘူးစုမစုဘူးတော့ချောင်းနေမှာကျိုးစိုးကျုံမဟုတ်တယ်ဘူးစုမစုအဲ့လည်းနားမလဲဘူးဘူးစုမစုဆိုတော့ဘာပြော ဘာမှုစုလဲတမတ်စုလဲကွာ
ဘာလို့ မဆူပါတော့ဒီဘက်ကမှမူးဆူမဆူပါတော့ ကြောင်မသိကြောင်မူးရင်စုတယ်လို့ထင်တယ် မူးရင်မဆူမူးရင်ကုန်တာရှိသလားအကုန်ပါ အမသိကြောင်မူးရင်စုတယ်ထင်တယ် ဘူးကုန်မ မူးကုန်မူးကုန်မကုန် အော်မူးကုန်မကုန်လားမူးကုန်မဆူဆိုတာကျုပ်ပါလေဗါလေအင်တော်လေးကြောင်ဗါလေမတ်ဆိုတာမကြောက်ဘူးအမက်ကစုတယ်လို့ကြားဘူးလား မူးပြီးဆိုလို့ရှိရင်ကျွန်တော် ကဲမမဖုံးလာနေပြီမမဖုံးဆက်နေပြီ ADP မကောင်းကြီး အဲ့ ချင်းနေဆုံးမယ် လိုတော့အဲ့လိုတော့ မူးဆူမမူးကုန်မူးပြီးဆိုကုန်ပြီ အဲ့ဒါကိုတော့ ဘူးကုန်မကုန်ပြီးတော့ ကိုဘူးကိုမကုန်တယ် ကဲ မက်ပြီးဆိုလို့ နောက်မှကောင်မမမကိုကန်လိုက်ပါဦး ဘူးကိုမကုန်ပတ်ရမ်းဆိုရင်တက်တာမရှိတာအဲ့ဒါကြီးရဲ့အဲ့လိုတော့များနေတယ်တော်တော်လေးတော့ ပေါက်လာမှာအခုမှ15ခွက်လောက်ပဲရှိတယ် ဒီကြုံများတော့ဒီမရှိရဲ့အဲဒီနေ့ကြော်ဝိုင်းများ ကြည့်ကြည့် မင်းမရိုက်နေဟုတ်လား မေးဖုံးခေါ်တာမကန်ဘူးကြည့်တယ် ဒီမှာအုံမှာကြော်အမေခေါ်နေတယ် ကန်လိုက်အောင် ဟုတ်မှာ နေ နော်နောက်ပြန်လာတော့မှာဟိုမှာကျင်းတိုင်းလာတွေကမမကျွေးနေလို့စားနေကျင်းတိုင်းလာတဲ့မမကျွေးနေလို့စားနေတာမင်းကြီးတွေဒီမှာစကားရနည်းနည်းပါပြောရတယ် ဒီကောက်ဒီလိုရိုက်နိုင် ဟုတ်ကဲ့ဟုတ်ကဲ့ ဖြစ်တယ်အဆင်ပြေ ဆေးနေတယ်โอเค ဒီလာကို မမရဲ့လောက်ရင်းနဲ့မိမရဲ့လောက်ရင်းလူဘူး ဟုတ်ရဲ့ ဟိုမမရဲ့လောက်ရအောင်မှာရှင်းတယ်နေ တာလူဒီရတော့တော့တာလူခေါ်တာငေးကြီးကိုလင်းနေတာမလားဒီဘာလဲမိတာပါလားရှုံးမှာဟိုထမင်းကျွင်းနေတယ်လို့ကိုကြော်ကြားလိုက်တယ် တောင်းနေပြီ စားပြီးနေနေလေခင်းလို့မတော့ဘီယာနဲ့မျိုးကြမှာအဆင်ပြေတယ် အဲ့လိုတော့ဟုတ်တယ်ဟာလက်က သူကသမင်းမဲ့ကျွေးတာလေခင်းလို့မတိုက်ဘူးအရင်တော့မပေးဘူးလေ အဲ့ရေးသေးတယ်ပြီး ဟုတ်တယ်လေ ဟုတ်တယ် သွားစားရင်းနေမှာအဲ့တော့ကျွန်တော်တို့ကျမကျွန်တော်တို့ကူးဆိုင်နေတယ်ကျွန်တော်ကဘီယာတော့အောင် ချီရတယ်ချီရတယ် ရှင်းရှင်း အခုဒီပေါင်းနေတယ် ဒီ